အားလုံးပဲမင်္ဂလာပါအင်္ဂလိပ်စာကိုအခြေခံကနေလေ့လာချင်နေတဲ့သူတွေအတွက်ဒီကနေ့ကျွန်တော် continuous ထဲမှာ present continuous ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် continuous ဆိုတာမြန်မာလိုပြန်ရရင်ဖြစ်နေစေကာလတန်လန်းကြီးဖြစ်နေတာကို continuous လို့ခေါ်ပါတယ်continuous tense ကိုလေ့လာတော့မယ်ဆိုရင်ပထမဆုံးတည်ထားရမှာက verb to be ပဲဖြစ်ပါတယ် verb to be မှာ am is be or was were been ဆိုပြီးခုနှလုံးရှိပါတယ် am is be မှာမြန်မာလိုပြန်ရရင်ရှိသည်ဖြစ်သည်ဆိုပြီးအဓိပ္ပာယ်ရပါတယ် was နဲ့ were တော့မြန်မာလိုပြန်ရရင်ရှိခဲ့ကြသည်ဖြစ်ခဲ့ကြသည်ဆိုပြီးဘာသာပြန်ရတာပါဒီနှလုံးကို past continuous အသစ်အတွက်အသုံးပြုရတာပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာ present continuous ဒီစုံပန်ကိုပြောပြပေးမှာဖြစ်လို့ am is are ဒီသုံးလုံးပဲအသုံးပြုသွားပါမယ်ဒီ am is are ကိုနားလည်တော့ပြီဆိုရင်နောက်ထပ်တစ်ခုတည်ထားရမှာက verb 4ဒါမှမဟုတ် verb ing ပါ verb 4ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥပမာ sleeping အိပ်နေတယ် going သွားနေတယ် doing လုပ်နေတယ် studying လေ့လာနေတယ် reading ဖတ်နေတယ်ဒါတွေက verb 4လို့ခေါ်ပါတယ် verb to be ကဒီ verb 4နဲ့တွဲရမှာပါမြန်မာလိုဆိုရင်စားနေတယ်အိပ်နေတယ်ကစားနေတယ်အဲ့ဒီကိုအခုလုပ်နေတဲ့အရာတွေကို present continuous လို့ခေါ်ပါတယ်နောက်တစ်ခုတည်ထားရမှာကတော့ pronoun နဲ့ verb to be တွဲပုံတွဲနည်းတွေပဲဖြစ်ပါတယ် I am you are we are they are he is she is it is ဒါတော့ pronoun နဲ့ verb to be တွဲပုံတွဲနည်းတွေပဲဖြစ်ပါတယ်ဥပမာစာအကြောင်းလေးတွေကိုလိုက်ကြည့်ကြမယ် I am playing football ငါဘလုံးကန်နေတယ်You are drinking coffee မင်း coffee တောက်နေတယ် We are sleeping ကျွန်တော်အိပ်နေတယ် They are studying English သူတို့အင်္ဂလိပ်စာလေ့လာနေတယ် He is cooking breakfast သူမနေ့စာချက်နေတယ် She is drinking water သူမရေတောက်နေတယ် It is raining မိုးရွာနေတယ်ဒါတွေအားလုံးက present continuous တွေပဲဖြစ်ပါတယ်အားလုံးနားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်တစ်ခုကတော့ verb to be နဲ့ adjective တွဲပုံတွဲနည်းပါ adjective စကားလုံးတွေကတော့မြန်မာလိုပြန်ရင်တော့လို့ဆုံးတာများပါတယ်ဥပမာ angry angry စိတ်ဆိုးတော့ beautiful beautiful လာပါတော့ blind blind ကန်တော့ great great ကောင်းမြတ်တော့ဒါတွေက adjective စကားလုံးတွေပါ verb to be နဲ့ adjective တွဲရင်ဒီပဒံကိုမှတ်သားထားရပါမယ် subject plus verb to be plus adjective ဒါကိုတည်ထားရပါမယ်ဥပမာ I am hungry ငါပိုက်စားတယ် adjective စကားလုံးတွေကတော့နဲ့ဆုံးတယ်ဆိုပေမဲ့ verb to be နဲ့တွဲလိုက်ရင်တော့လို့အတန်မထွက်တော့ပဲတဲ့ဒီနဲ့ပဲဘာသာပြန်ရပါမယ် She is a beautiful girl သူမကလှပတဲ့မိန်းကလေးတစ်ယောက်ပါHe is a rich man သူကချမ်းသာတဲ့သူတစ်ယောက်ပါဒါကတော့ verb to be နဲ့ adjective တွဲနည်းပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ verb to be နဲ့ noun တွဲပုံတွဲနည်းပါပြောပြပေးပါမယ်ဒီပဒံကိုရေးတော့မယ်ဆိုရင် subject plus verb to be plus noun ဒါကိုမှတ်သားထားရပါမယ်ဥပမာ I am a student ငါကကျောင်းသားတစ်ယောက်ပါ They are my studentsသူတို့ကကျွန်တော်ရဲ့ကျောင်းသားတွေပါ She is my mother သူမကကျွန်တော်ရဲ့အမေပါ It is my car အဲ့ဒါကကျွန်တော်ရဲ့ကားပါဒါတွေက verb to be နဲ့ noun တွဲနည်းလေးပဲဖြစ်ပါတယ်အင်္ဂလိပ်စာမှာများများတတ်ချင်ရင်တော့များများလေ့ကျင့်ပေးရပါမယ်ဒီတိုင်းကြည့်ုံနဲ့တော့ရဖို့ကမလွယ်ကူပါဘူးအဲ့ဒါကြောင့်ကိုမင်းင်းတစ်လုံးရရင်စာကြောင်းတွေကိုရေးပါအဲ့ဒါမှမှတ်မိမှာပါဒီဟာလဲအားလုံးနားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်အငင်းဝါကြကိုတွားပါမယ်အငင်းဝါကြကိုလေ့လာတော့မယ်ဆိုရင်ဒီ verb to be ရဲ့အငင်းဝါကြကိုတော့မရရအောင်လုပ်ထားရပါမယ် verb to be ရဲ့အငင်းဝါကြတွေကတော့ဒါတွေပါ I am not you are not we are not they are not he is not she is not it is not ဒါတွေက verb to be ရဲ့အငင်းဝါကြတွေပဲဖြစ်ပါတယ်ဒီအငင်းဝါကြတွေမှာအတူဇာလုံးနဲ့ရေးချင်တော့ I am not မှာတော့ I am not ပါပဲ You are not ကို you earned We are not ကို we earned They are not ကို they earned
he is not ကို he isn't she is not ကို she isn't it is not ကို it isn't ဆိုပြီးအတန်ထွက်ရတာပါအင်္ဂလိပ်ဘာသာစကားဟာပြောတဲ့နေရာမှာဒီလိုအခြေစာလုံးနဲ့အသုံးပြုတာနည်းပါတယ်တော်တော်များများကအတူနဲ့ပဲပြောကြတာများတာပေါ့နော်ဒါကိုသိအောင်ပြောပြပေးတာပဲဖြစ်ပါတယ်အခုပြောပြပေးမှာကတော့ verb to be နဲ့ verb ing ဒါမှမဟုတ် verb for အတွက်အငြင်းဝါကြပဲဖြစ်ပါတယ်ဒီပဒံကိုအသုံးပြုသွားရပါမယ် subject plus verb to be plus verb ing ပါဥပမာဇာကြောင်းလေးတွေကိုလိုက်ကြည့်ကြမယ် they are not playing football ဒါမှမဟုတ် they aren't playing football သူတို့ဘောလုံးကန်မနေဘူး I am not studying English ကျွန်တော်အင်္ဂလိပ်စာလေ့လာမနေဘူး she is not drinking coffee ဒါမှမဟုတ် she isn't drinking coffee သူမကော်ဖီတောက်မနေဘူးဒါတွေက verb to be နဲ့ verb ing တွဲပုံတွဲနည်းလေးပဲဖြစ်ပါတယ် verb to be နဲ့ adjective လည်းအငြင်းဝါကြကအတူတူပါပဲ verb ing နေရာမှာ adjective ထည့်လိုက်ရင်ရပါပြီဥပမာ I am not hungry ငါဘိုက်မစားဘူး they are not ဒါမှမဟုတ် they aren't clever သူတို့တွေကမလိမ္မာကြဘူး she is not beautiful ဒါမှမဟုတ် she isn't beautiful သူမကမလှဘူးဒါတွေက verb to be နဲ့ adjective အငြင်းဝါကြအသုံးပြုပုံပြုနည်းလေးပဲဖြစ်ပါတယ် verb to be နဲ့ noun လည်းအငြင်းဝါကြမှာအတူတူပါပဲ adjective နေရာမှာ noun ကိုထည့်လိုက်ရင်ရပါပြီဥပမာဇာကြောင်းလေးတွေကိုလိုက်ကြည့်ကြမယ် I am not a teacher ကျွန်တော်ကဆရာတယောက်မဟုတ်ပါဘူး they are not ဒါမှမဟုတ် they aren't students သူတို့တွေကကျောင်းသားတွေမဟုတ်ပါဘူးဒါတွေက verb to be နဲ့ noun အငြင်းဝါကြအသုံးပြုပုံအသုံးပြုနည်းလေးပဲဖြစ်ပါတယ်ဒီအငြင်းဝါကြမှာအားလုံးနားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကျန်တဲ့မိခွန်းဝါကြမှာကတော့နောက်ဗီဒီယိုတစ်ခုမှာပြန်လုပ်ပေးပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်